ငါတော်ရှင်သူမြတ်တို့ကိုမွန်မြတ်လှစွာသောစားကောင်းတောက်ပွဲပဲပွဲဘောစဉ်ချိုးခြင်းအရသာဖြာတို့နှင့်ဆက်ကလူလန်းပါ၏တရားတပည့်တော်တို့သည်ယခုဒါနသီလဘာဝနာစဖြာသောဝါစုသင်္ကန်းကလူခြင်းတရားကိုပြု၍တပည့်တော်မတို့သည်မျိုးသင်္ကဟညာတိများကိုလည်းမှန်တကားပြု၍စားကောင်းတောက်ပွဲမဲတို့ဖြင့်အခမ်းကျွေးမွေးသမှုပြုကြပါကုန်၏ပြီးတော်မတို့သည်မြတ်စွာဘုရားရှင်